ပရွက်စိတ်အကောင်တစ်ထောင်ကိုအင်အားပြင်းငလင်တန်းများပစ်ထည့်လိုက်ရင်ဘာထည့်သွားမလဲသူတို့တွေအသက်ရှင်နိုင်မှာမလားဒါမှမဟုတ်တဲတွေကြားမှာပဲမြေပြိုပြီးပျောက်ကွယ်သွားမလားတဘာဝဘေးအန္တရာယ်၅ခုကိုစမ်းသပ်မဲ့ challenge တွေကပထမဆုံးစိန်ခေါ်မှုကိုအတူတူကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ပရွက်စိတ်တွေရဲ့ခန္ဓာရည်ကိုစမ်းသပ်ဖို့အခွေ machine တစ်ခုကိုအသုံးပြုထားပါတယ်ဒီစက်ကလေကိုအယုတ်တွေကိုတောင်ပြိုကျသွားစေလောက်တဲ့အထိတုန်ခါမှုပြင်းထန်တာပါပရွက်စိတ်အကောင်တစ်ထောင်ကိုတဲအိမ်လီထဲထည့်ပေးထားပြီး6နာရီကြာတဲ့အခါမှာတော့သူတို့ဟာကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေလိုပဲရှုပ်ထွေးလာတဲ့လွိုင်ကောင်းလမ်းကြောင်းတွေကိုတိုးပြီးစားဖြစ်နေပါသည်စမ်းသပ်မှုစတင်လိုက်တဲ့အခါစက်ကိုအရှိန်အနှဲငယ်ကနေစားဖွင့်လိုက်ပါတယ်တုံခါမှုတွေစလာပြီးမဲ့ပရွက်စိတ်တွေကတော့လွိုင်ကောင်းတွေကိုမပြိုကျအောင်နေရန်တွေကိုထိန်းထားရင်းရုန်းကန်နေကြပါတယ်ဒါပေမဲ့အရှိန်ကိုထပ်မြင့်လိုက်တဲ့အခါမှာတော့တဘာဝဘေးရဲ့တန်းကိုမခံနိုင်တော့ပဲလွိုင်ကောင်းတွေပြိုကျကုန်ပါတော့တယ်အဲ့ဒီအချိန်မှာပရွက်စိတ်အတော်များများတဲတွေအောင်မှာပိတ်မိသွားခဲ့ပါတယ်အကုန်လုံးဇက်သိမ်းသွားပြီလို့ထင်ရပြီမဲ့တကယ်အံ့ဩစရာကခုမှစတာပါငလင်ဆက်ကိုရက်လိုက်တာနဲ့အပြင်မှာကြံခဲ့တဲ့ပရွက်စိတ်တွေကတကောင်ဝတကောင်ကယ်ဖို့ချက်ချင်းစုပေါင်းပြီးအလုပ်လုပ်ကြပါတယ်သူတို့ဟာတဲတွေကိုအမြန်ဆုံးဖယ်ရှားပြီးပိတ်မိနေတဲ့တငယ်ချင်းတွေကိုကယ်ထုတ်ခဲ့ကြသလိုဖျက်ဆီးသွားတဲ့အိမ်ကိုလည်းခဏလေးအတွင်းမှာပြန်လည်ပြုပြင်မွမ်းမနိုင်နေပါတယ်ညီကုန်းချို့အနေနဲ့ကတော့ပရွက်စိတ်တွေဟာတကောင်တဲဆိုရင်အားနေပြီမဲ့စုပေါင်းလိုက်ရင်တော့ဘယ်လိုငလင်တန်းကိုမဆိုကြော်ဖြတ်နိုင်တယ်ဆိုတာဒီ challenge ရဲ့ပထမပိုင်းမှာတက်တဲ့ပြသွားခဲ့ပါပြီ။နောက်ထပ်စမ်းသပ်မဲ့ဒုတိယမြောက်တဘာဝဘေးကဘာဖြစ်မလဲ။ဒီထက်ပိုပြင်းထန်တဲ့အန္တရာယ်ကိုတော့ပရွက်စိတ်တီကြော်ဖြတ်နိုင်အောင်မလားဆိုတာစောင့်ကြည့်ပေးကြပါဦး။